ကလားဆိုပြီးနာမည်တက်ဆဲတဲ့ဘွားတော်ကြီးကိုပွဲကြီးစင်မော်ဒီတက်ဖြဲခဲ့လို့လူပြောများနေတဲ့မောင်မောင်လွင်ရဲ့ဖြစ်ရက်အားလုံးပဲမင်္ဂလာပါထားမထားတဲ့ဆရာကြားတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ပြီးကြတဲ့ရပိုင်းကတခါတားတီးတဲ့ကာလာနဂါကြီးတို့ရဲ့အသင်းကောင်းဆောင်မောင်မောင်လွင်ရဲ့ပွဲကြီးပရိသတ်တအုပ်နဲ့ဖြစ်ပွားခဲ့တဲ့ဖြစ်ရက်ကတော့လူပြောများနေခဲ့ပါတယ်ဖြစ်စဉ်အစားကိုပြောရမယ်ဆိုရင်ရန်ကုန်နဲ့ရေနာပုံတို့ကစားခဲ့တဲ့ပွဲစဉ်ပထမပိုင်းပြီးမှာပဲမောင်မောင်လွင်ကပွဲကြီးစင်မော်ကိုပြေးပြီးတော့တက်သွားခဲ့တာပါအဲ့ဒါတော့မြန်မာ National League ပွဲတွေမှာပါလီယာငပိချက်ဆိုသလိုရော်ကာရီလိုအတန်အော်ကြီးနဲ့အော်ရီတက်တဲ့ဒေါ်ကြီးစီကိုမောင်မောင်လွင်ကပြေးတက်သွားပြီးတော့ကိုထီလက်ရောက်ကျူးလွန်နေဆိုပြီးသတင်းမီဒီယာတွေနဲ့တော်တော်များများကဓာတ်ပုံတွေနဲ့တကွတင်ထားတာကိုတွေ့ကြပါတယ်ဗီဒီယိုကလစ်ထဲကကြားတဲ့အတန်ရဆိုရင်မောင်မောင်လွင်ဟာဒီဒေါ်ကြီးစီကိုဒေါသကြီးနဲ့ရောက်သွားခဲ့သလိုတပွဲလုံးလူမျိုးကြီးခွဲခြားပြီးတော့အောင်နောက်နေတဲ့ပုံဘောင်ချသွားရှင်းခဲ့ပုံရပါတယ်ဒီဘွားတော့ရမောင်မောင်လွင်တင်ထားတဲ့ပိုးဆွေရကစားမတွေစီကပတ်စံတောင်းတတ်သလိုမရရင်လည်းဘိုင်နှင်းတက်ပြီးတော့ဆဲတက်လိရှိတယ်လို့သိရပါတယ်နောက်တော့ဒီဒေါ်ကြီးဟာဖူဆယ်လီနဲ့ရန်ကုန်ကွင်းနေမှာပါဘန်းကန်ထားရအောင်တော်လေးမှာပွဲဆူအောင်လုပ်တတ်တယ်လို့လည်းသိရပါတယ်ဘလွယ်ဖြစ်ဖြစ်ဒီလိုလူမျိုးကိုသွားပြီးတော့ထိတ်တိုက်တွေ့ခဲ့တဲ့မမောင်လွင်ရဲ့လုပ်ရက်ကတော့သူ့ရဲ့ professional player ဘွားအတွက်အမားတစ်ခုကျူးလွန်လိုက်မိသလိုဖြစ်သွားပါပြီဒေါသကိုမထိန်ချုပ်နိုင်တာရဲ့နားထဲမှာစော်ကားတဲ့အတန်တွေကိုကြားနေရတဲ့ခါမှာခံကျင်စိတ်ဒေါသတွေနဲ့လူငယ်ဆန်းဆန်းရိုင်းဆန်းဆန်းပြုမှုမိတာတွေကလည်းဝေးစင်အသိကောင်းဆောင်ဆိုတဲ့ဂုံဒရက်ကိုပါသွားပြီးတော့ရိုက်ခတ်တော့မှာပါတပွဲလုံးအီဆိုးနဲ့မမောင်လွင်ကိုဗျာကျော်တဲ့ကလားဆိုပြီးတော့လူမျိုးကြီးခွဲခြားမှုတွေအားမမောင်လွင်အခုလိုပွဲကြီးစင်မော်ထိရောက်သွားခဲ့ရတဲ့အထိလို့ပြောရမှာဖြစ်ပြီးတော့အဲ့လိုဖြစ်ပြီးငိုကြီးချမ်းမနဲ့ပြောနေဆိုပါတော်ကြီးရဲ့အတန်ကိုလည်းရုပ်တံမှာကြားနေရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မမောင်လွင်နေနဲ့ဒေါသထက်ပရိုပီသားမှုရှေ့တန်းတင်မှုလိုအပ်သလိုဒီကလားဆိုတဲ့လူမျိုးကြီးခွဲခြားမှုတွေကဥရောပလိုကမ္ဘာဘောလုံးစင်မြင့်ထက်မှာတော့မှဘလောက်ပဲစန့်ကျင်အခုတည်းရှိနေသေးတာဖြစ်လို့တစ်ချိန်ကဆိုရင်ဘာလော့တယ်လီအခုဆိုရင်ဗီနီရှက်ဂျူနီယာတို့လိုကမ္ဘာတော်ဘောလုံးသမားတွေကိုအတူယူပြီးတော့သူတို့လိုစိတ်မျိုးမွေးမိဖို့အတွက်အကြံပေးရမှာဖြစ်ပါတယ်နောက်ပြီးတော့အခုလိုမျိုးမမျိုးသိမ့်နိုင်တဲ့ဒေါသမစင်ကျင်နိုင်မဲနဲ့စိတ်လိုက်မှန်ပါဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တွေကတကယ်တော့ကိုဘွားကိုနှိမ့်နေသလိုပါပဲဒီလိုမျိုးအောင်နောက်ဆရာယာတွေကိုကွင်းထဲမှာခြေစွမ်းနေလူငယ်ကစားမလေးတွေအတူရမယ်လောက်ရမျိုးတွေနဲ့အစားထိုးတက်တည်ပြပြီးတော့ရှောင်ရှားနိုင်ဖို့လိုအပ်ပါတယ်ဒါတော့မမောင်လွင်နဲ့ပြဿနာတက်ခဲ့တဲ့မျိုးသမီးပရိသတ်တို့ရဲ့အကြောင်းအာရှကြားကြီးမှလေးလာမိထားသလောက်ပြန်လည်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်စုံလင်ကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်